အားလုံးမင်္ဂလာပါချစ်ကိုရှင်မတို့ကျွန်တော်ဒီနေ့ချစ်ကိုရှင်မတို့ကိုမိတ်ဆက်ပေးမယ့်ဆန်ကတော့ကျွန်တော်တို့ရဲ့ဒီဆန်လောကမှာမင်းသားလို့လည်းပြောလို့ရတယ်အကောင်းဆုံးဆန်လို့လည်းပြောလို့ရတယ်နောက်ထပ်ထမင်းမှာဆိုရင်လည်းအရှည်ဆုံးထမင်းအမွေးဆုံးထမင်းလို့လည်းပြောလို့ရတယ်လူတိုင်းကြိုက်တဲ့ရွှေဘိုပေါ်ဆန်းမွေးဆန်ဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ဒီနေ့ဒီရွှေဘိုပေါ်ဆန်းမွေးဆန်နမူနာထမင်းတွေကိုချစ်ကိုချစ်မတွေကိုကျွန်တော်မျက်ဝါးထင်ထင်မြင်ရအောင်ကျွန်တော်တို့ဒီမှာနော်ရွှေဘိုသမင်းဆန်မှာအကောင်းဆုံးဆန်ဖြစ်တဲ့ရွှေဘိုဆန်ကိုချက်နေတာဖြစ်ပါတယ်ဒီမှာနော်သမင်းဒီထက်ရှည်အောင်မယ်နော်ဒီမှာပါတကယ်ကိုဟောင်းနေပါပြီနော်ဒီမှာအိုးရှည်သလားမမင်းနဲ့ချစ်ကိုချင်မတို့ရေနော်ဒီဓာတော်မှာအထက်ကအနစ်တပါကြံသေးတယ်နော်ခဏလေးစောင့်လိုက်ရင်တော့ဒီထက်ရှည်အောင်မယ်ဆက်ဆောင်ကြည့်လိုက်မယ်အိုးမွေးလိုက်တဲ့အနက်ရှည်လိုက်တဲ့သမင်းနော်ဒီလောက်ရှည်တဲ့ထမင်းကြည့်ပါလားเนาะချစ်ကိုချင်မတို့ဒီလောက်နေထားဆိုရင်ကျွန်တော်တို့ဒါရပြီပေါ့เนาะအရင်ငေးပြီးတော့နောက်ဆုံးချိန်လေးပြပေးပါမယ်ကဲဒီမှာပါเนาะချစ်ကိုချင်မတို့ရှည်လိုက်တဲ့ထမင်းမှာချစ်ကိုချင်မတို့ရေเนาะအရန်ကိုရှည်လေးရှည်တယ်မွေးလေးမွေးတယ်เนาะစားရတယ်ဆိုရင်တော့စားရတဲ့အရသာလေးတော်တော်ကောင်းပါပါချစ်ကိုချင်မတို့เนาะသမင်းကောင်းကောင်းစားချင်တဲ့ချစ်ကိုချင်မတွေအော်ဒါတင်ပေးပါကျွန်တော်တို့စိန်စင်ကကျွန်တော်တို့ဒီလက်လီအင်ရောက်ပေါ့နော်ချစ်ကိုချင်မတွေကိုကျွန်တော်တို့ဒီစစ်တရက်နဲ့တလင်းလာနေကနေစတင်ပြီးတော့ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ချစ်ကိုချင်မတွေတော့ပေါ့နော်မာယူတဲ့အချိန်တိုင်းမှာကျွန်တော်တို့ကောက်ငင်းတွေလက်ဆောင်အလူဌာနအနေနဲ့ကျွန်တော်ထည့်ပေးသွားမှာဖြစ်ပါတယ်ကောက်ငင်းလေးတွေပါမယ်နော်စံတအိတ်ဝင်ရင်တစ်ထောက်ပေါ့နော်နှစ်အိတ်ဝင်ရင်တော့နှစ်ထောက်ပေါ့နော်နှစ်အိတ်ဝင်နှစ်ထောက်တစ်အိတ်ဝင်တစ်ထောက်နော်လူဌာနအနေနဲ့ထည့်ပေးတာဖြစ်ပါတယ်အားလုံးချစ်ကိုချင်ပါတယ်အခုပဲ order တင်လိုက်ပါ